ရင်ခေတ်ကရှင်မများရဲ့ပုံစံ တာမိဒီနေ့လုံးသွားသေးဘူးလား သွားမှာမေသားနည်းနည်းကောင်းမှုနေအကြောင်းမို့ဖန်ကြိုင်သွားတော့မှာ ကြော်လိုက်ငါစီစီနဲ့တင်နေသွားတော့ အမေကလည်းဘရိုလို့သွားမှာမနဲ့စားအောင်မစားသေးတဲ့ဟာကို နိမိမဘာလို့နေရမလို့လဲ ဩအိမ်နောက်ဖေးမှာဒမင်းရှက်နေမှာဝေါ်မေကလည်းဘာလို့မအောင်သူဘာလို့စားရှိမှာအောင် မိသူနေဘာလို့နေရလဲတမနဲ့လုံးဘာလို့နေမှမသိဘူးထမင်းရှက်လို့ပြီးရအောင်ငါအော်ပါငါတာအခုချိန်ဒီထမင်းမစားရသေးဘူးမင်းရှက်မိသူငါခေါ်နေမကြောက်လား ရှင်မေဒီမှာတမီခဏလေးရင်လေးကိုတဲနေတယ်။ဟိုအမေဆိုဒီမှာလည်းမနဲ့ထားနဲ့အားရတဲ့ကြားတဲ့ဟိုခေါ်နိုင်တယ်ဒီနေ့အိမ်မှာရွှေမဖြစ်ရလဲမလွယ်ပါလား။အော်အမေဘာခိုင်းမလို့လဲမေဒီမျိုး ဟဲ့ခိုင်းစားရှိလို့ခေါ်မဟုတ်ပြောစားရှိလို့ခေါ်နင်ထမင်းအခုချိန်နေမကြက်သေးဘူးလားဟဲ့ဒီမှာငါသားထမင်းမစားရသေးဘူးဟဲ့ ငါဒမင်းကမချက်သေးလားကိုပိုက်စားရပြီ ကြက်ပါမှာစင်နေစားလို့ရရင်လေးအိုးလေးတဲနေလို့လာမခေါ်တော့ဘူး အဲ့ဆိုရင်ကြက်နေသွားမယ်လေသားလား အမေသားကလေဟိုဒမင်းစားပြီးဆိုလို့သွားမှာမေ အေးကောင်းချက်သွားတော့ကျူးဆိုင်လို့သွား ဟု အောင် တ်ကဲ့ပါ အခုအရှင်နေရကောင်းတာမဟုတ်ဖြစ်ခါကောင်းတာမဟုတ်ဘူးအမလေးငါရှင်မလက်ရနဲ့ထမင်းစားတော့လေနေညမငါရှင်မလက်ရကောင်းတာပဲ ထမင်းလေးစားပဲနဲ့အိမ်မျိုးမနေ့ကလည်းအလုပ်တွေလုပ်ထားဆိုညောင်းလေးကြိုက်တာဆက်ကြတက်တာမိသူရေရှင်မေ ရှင်းပြန်တော့မှထားလာလေလားဟဲ့ဒီမှာအမေဆက်ကြောလေးကြိုက်နေလို့နည်းနည်းလေးဆွဲပြီးစမ်းပါ ပြပါမယ်နှိပ်ပြပါမယ် အော်မင်းနေလို့ဒီနေ့ငါနေ့စီဖို့ပေးတာနေငါ့ကိုဒီမအပ်သေးဘူးနော် အော်ဟုတ်တယ်မေတထောင်ပိုးရလေတမျိုးပါလမ်းမှာမွင့်ကောက်လေးဝယ်စားလိုက်တာပိုက်စားလို့မနဲ့စောကြီးဆိုတော့လေ ဟမ်နေ့ကိုပြောရလို့ရှိရင်အဲ့တိုင်းပဲအဲ့ပတ်စံတစ်ထောင်ကလေရက်30စုလိုက်3000ဖြစ်သွားပြီဟဲ့နင်ဒါလေးတော့နားမလဲဘူးလားအဲ့နင်စကပုံမကြားဘူးလားဥစ္စာပြိုစဖို့ကားတဲ့နင်အဲ့တော့ဒါလုံနေအိမ်ရှင်မကောင်းဖြစ်ဖို့ဆိုတာနင်လုံးဝလားလာမရှိသေးဘူး ဟုတ်ကဲ့ပါမေလည်းတမီးနောက်ခါစုံစားတော့ပါဘူး အာရပြီသမီးမခိုင်းဆက်တစ်ခုရှိသေးတဲ့နေ့ယောက်ျားဝတ်တွေနဲ့ငါဝတ်တွေအနောက်မှာပုံနှားရှိတဲ့အန်တာချော်လာအောင် ဟုတ်မေဟုတ်တမီးတော့ချော်လိုက်နော် အော်မိကျနေအောင်ဒီနေ့ထမင်းနဲ့တခါပြင်ထားလို့နေ့ရက်ကျအမေကလေတော်တဲ့တခါလေးယူပါသွားမှမို့လို့ အော်ဟုတ်ကဲ့မေတမီးပြင်ထားလိုက်မယ်နော် အခုခေတ်ရှင်မများရဲ့ပုံစံ ခါနေမိမအောင်မလဲ အမေတွေ့လားအမေရှိမအမေတွေ့သလားအေးမတွေ့အိတ်နေရနေမှာပေါ့ လေတားတယ်လို့ရှိလို့ရွှေမတယ်တော်ထားပါဆိုနေ့မိမလည်းစောက်ရှိုးမပြေဘူး အမေတော်တော်မနဲ့စီပါစီနဲ့ပြောနေတော့ မပြောရရမလားသူများရွှေမနဲ့ငါရွှေမများကွာပါနေ့မိမလည်းကြည့်အောင်ပယ်နိုင်ရှိနေတယ်နေ့တော့ဖင်ထုံးနေတာတော့မထားသေးဘူးဆိုအိမ်ရှင်မကောင်းတယောက်ဖြစ်နိုင်စရာလားမလီနေပါဦးငါပြောရတဲ့စိတ်တူလိုက်တော့နှုံးမှလည်းဒီကောင်မတော့ဟဲ့မိတူဟာမနဲ့စစစနားလို့ညင်းနေပဲမေစင်းညစ်လိုက်တာ ဟဲ့ဗာမနဲ့စိုးစင်းနေရမှလေမစ်ဖင်နဲ့ဝင်လို့ရရင်ဝင်သွားပြီ နေအိတ်စကားတွေပဲတစ်ခါတခါပြောနေရမေမပြင်ပန်းဘူးလားကြားပြလိုက်တာစိတ်ညစ်တဲ့တကယ်ပဲနေပေါ့စနဲ့ အဲ့နေစားရှိုးပြေလို့ငါညံပြောနေရလေဟဲ့ပြောရင်ဆိုဒီမှာပါထိုင်လုံးနေပြန်တာလေအခုချိန်ကြီးငါတို့ကထမင်းမစားရသေးဘူးအဲ့နေတော့ပြန်ရမှာမဟုတ်ဘူးလား အမေအခုမှထားပါဆိုဘလို့လမ်းစမ်းမလဲ ငါမေကိုဘူးသားတင်နေရလဲ ជីနေမအဲ့လိုပဲအမေပြောရင်လည်းပြောတယ်ဖြစ်ပြောင်းမှာ ဟဲ့ငါဘလို့လေးတန်းနဲ့ပြောနေလဲငါစိတ်တရှိတဲ့အတိုင်းပဲငါပြောတတ်တာ နင်းစိတ်တန်းရှိပြောတာထားတယ်ဒီမှာငါနဲ့ငါအမေနဲ့ပါစားမှာလဲ နေကိုလည်းအံ့ဩတယ်ဟဲ့ဒီမှာအခုမှမင်းလမ်းပြီးမှစားစာရီလောက်ထိမွန့်ကားကြီးကိုတော့ဝယ်စားလိုက်လေဘာလို့ငါ့ကိုလက်ဆောင်နေရလဲနေကနေတော့ဝယ်စားလိုက်လေ ဟဲ့နင်တို့ငါအဲ့လိုပဲဝယ်စားနေကြလားနင့်မြလည်းနင်အဲ့လိုပဲတင်မေးဟာလား ။အမေတော့အမေတော့ပြောနေတော့လေးပဲကျွန်တော်တို့သွားမယ်ဒါလည်းမစားဘူးအဲ့ဒီစိတ်မရှိလို့ ဘာမင်းဆိုစီတာမင်းကပါစနေ အော်ပြောလို့မဆုံးသေးညောင်းလိုက်တာမိသူ ဘာလဲမေရဲ့နဲ့လုံးဝတမီးနဲ့ခေါ်နေပါပဲဒီကအဲ့ရင်မွားလို့ပြင်အိတ်နေရဟောင်း ဟဲ့ပါစီပြောမလဲလာစမ်းမဟဲ့ဒီမှာငါဆက်ဂျွန်နဲ့ကြိုက်နေတော့ငါလာဆွဲပေးအောင် ဆက်စုံဆွဲပြရမယ်သမီးကပြီးတော့ညောင်းလို့အမေသားပြန်လာရင်နေခိုင်းလို့လုံနေရဟဲ့အမေကိုဘလို့သမီးကနေပြီးနိုင်မှာတော့အမေအဲ့လောက်ထိအတိုက်ခဲထူအညောင်းထူနေတယ်လေအမေအိတ်ဆက်ပါလိုက်ပါလားအမေနဲ့သမီးနဲ့အတူတူနေခံလို့ရတာပေါ့ အော်အေးအဲ့ဆိုပြီးလည်းအဲ့မပါဘူးနင်ပြောလိုက်ရှင်နော်ငါပြောတယ်ဖြစ်ကြအောင်ပတ်စံကိုပါလို့လာပြောနေတော့မခိုင်းရှင်တော့စိတ်လေးပြတ်တယ် အဲ့ဒါများဆိုးရလာခေါ်နေသေးရဲ့ မလေးငါလည်းပဲဘွားဖို့ကြည့်လာထုံနေလည်းမသိဘူးဟဲ့ဒါနဲ့ယောက်ျားဝတ်တွေချော်လာတော့နောက်ပြီးမှတက်ချော်လာအောင် ချောင်းနိုင်မအောင်ပင်မန်းနဲ့ဒီမှာညောင်းကန်နေရတဲ့အမေမကျင်းနဲ့အဝတ်ချော်ဆက်တာဝယ်လိုက်တယ်ဒီရစိတ်မပါလို့ဘာမှမလုပ်ချင်ဘူးဘာမှလည်းမခိုင်းနဲ့တော့